ပြဘူးပဲထင်ပါတယ်ကျွန်တော်အဲ့ကျောင်းမှာပေါ့ကျွန်တော်တကယ်ချင်းနေငယ်တကယ်ချင်းနေကကျွန်တော်နာမည်တန်းထိုက်စဉ်တန်းကောင်လို့ခေါ်ရကောင်လေးရှိတန်းပေါက်လို့ခေါ်တန်းကောင်လို့ခေါ်ရကောင်လေးရှိတန်းပေါက်လို့ခေါ်ရကောင်လေးရှိပဲဒါပေမဲ့ကျွန်တော်အဲ့လိုအင်္ဂလိပ်စဉ်းစားဖို့ပြန်လုပ်တဲ့အချိန်မှာကျတော့တန်းကောင်တိတ်ပြီးတော့ပြီးမကောင်းတန်းကောင်မကောင်းဘူးဗျာတန်းပေါက်ကလည်းနည်းနည်းကိုဟာဖြစ်တယ်လေအဲ့ဒါကြောင့်ခေါ်လို့လည်းကောင်းအောင်ဆိုပြီးတော့ငယ်ကကျတော့ပြီးတော့တကယ်ချင်းနေချစ်တယ်ရမှာပါအဲ့ဒါဒီကောင်နေပေးထားတဲ့နာမည်လေးကိုသူကျွန်တော်တကယ်ချင်းပေးထားတဲ့နာမည်ကိုပဲကျွန်တော်တန်းပေါက်ဆိုပြီးပဲကျော်ဆော့ပြပါတယ်နော်နာမည်ဖြစ်ပေါ်လာတဲ့တော့တီးရတယ်နော်တန်းကောင်ရတန်းပေါက်ရတော်လေးတန်းကောင်လို့ပဲပေးလိုက်ဟိုရတန်းကောင်ဟိုရရကစတာလေးဆိုတော့အဲ့လိုမင်းဒီခင်းရင်ပြင်အခြားလုပ်တဲ့အားကစားတွေပါရှိတာခင်းရင်ပြင်တော့ကျွန်တော်ဘောလုံးတော့ကန်တယ်ဘောလုံးကန်တာကြိုက်တယ်ဘာလို့ဆိုကျွန်တော်ရက်ကွက်ထဲမှာအားနေဘောလုံးကန်နေကြကျွန်တော်ဂိမ်းမဆော့ခင်အောင်ဂိမ်းနဲ့ဆော့ရဲကျွန်တော်ဒါပေမဲ့ဘောလုံးကန်ရတာပူပြီးပြောဟောအဲ့တော့ကတော့ပါတီတွေပါမရှိသေးတော့ရက်ကွက်တွေကကောင်နေနေပဲသူတို့နဲ့ပဲဘောလုံးကန်နေဒါပေမဲ့ဂိမ်းနဲ့ဆော့ပြတယ်သူတို့နဲ့ပဲဘောလုံးကန်ပြစ်တာပေါ့အချို့ဆိုရင်ရှိရကွာအဲ့လို chess ထိုးတာတို့အခြားအဲ့လို activity လုပ်တာတို့ဥမာတောင်တက်တာစပိန်နေတာတခုအဲ့လိုမျိုးရှိကြတယ်မင်းကတော့ဘောလုံးကန်တာကြိုက်ဘောလုံးကန်တာကြိုက်ဘောလုံးကတော့လူတိုင်းတော်တော်များများကြိုက်ကြတယ်နော်ပြီးတော့နောက်တစ်ခုကမင်းရဲ့စပင်အဲ့စပင်အောင်ဘလို့ဖြူအောင်ဖြစ်သွားတာပြောပါကျွန်တော်ခရင်အခုခရင်အောင်အခုကနည်းနည်းခရမ်းဘက်သွားနေဒါရှမ်ပူကြောင်းလို့ပြောလို့ရအစဆိုးတော့အဖြူလားအစတော့ဟိုပါဗျဟိုဘယ်လိုပြောရမလဲခဲဖြူgray ဟုတ်ခဲဖြူဘက်တော့အဖြူဘက်တော့အဲကြောင့်ဖြူသွားကြတယ်အဲ့ဒါဘယ်လိုမျိုးဆိုးပြတာအဓိကအဲ့အကြောင်းရင်းရှိအဲ့လည်းပြိုင်မွေးနေပဲဆိုင်လောက်ပါအောင်ကျွန်တော်ကအဲ့လိုကျွန်တော်ရှိမှာတော့ LOC ပဲဆော့တော့ဗျာRyan Sa ရဲ့ LOC ဆော့တော့ကျွန်တော်ကစပင်းရိုးရိုးပုံမယ်ဒီလိုလေကွဲလို့ဘာလို့ရှေ့အုပ်လို့အဲ့လိုမျိုးပဲလုပ်တာဒါပေမဲ့ဆော့ကနေမှကျွန်တော်ကစပင်းကောက်လိုက်စပင်းကောက်ပြီးတော့အဲ့လိုဆော့ရကြမှာနိုင်ရချက်ပြရ LOC ဆိုလဲချက်ပြရရတယ် Okay Ryan Sa ဆိုလဲအဲ့လိုပဲစပင်းကောက်ပြီးဆော့ချက်ပြရရတယ်အဲ့ဒါကျွန်တော်အဲ့ NEC မှာလားမသိ NEC မှာကျွန်တော်စဉ်းစားငါလို့စပင်းလေးပုံစံပြောင်းပြီးဆော့လိုက်ရင်ငါဒီပွဲချက်ပြရမ်းရမလားအဲ့တော့ကျွန်တော်တွေးပဲကြီးညောင်လဲပြောဟုတ် NEC ကိုတိုင်မင်းမျိုးကျွန်တော်မလုပ်ဖြစ်လိုက်ပဲနဲ့ကျွန်တော်နိုင်နှစ်လောက်တော့နိုင်နေပဲအဲ့တော့နိုင်နှစ်လောက်နိုင်ပြီးတော့မှမဖြစ်ပါဘူးပဲချန်ပီယံအဆင့်နဲ့တိတ်မကောင်းဒါပေမဲ့အမတ်စေကြောကျွန်တော်တို့လေလောက်ကွာလို့ငါစပင်းပုံစံပြောင်းမယ်လို့တခါအယောင်သွားဆုပ်ပလိုက်ကန့်ကောင်နေမှာကျွန်တော်မပြောဒါပေမဲ့ကြီးနာလို့ကျွန်တော်ပြောတယ်ကြီးနာလို့ကျွန်တော်လို့စပင်းယောင်သွားဆုပ်မယ်လို့ကျွန်တော်ချန်ပီယံဖြစ်မှာလို့စပင်းယောင်ဆိုးရလို့အဲ့ဒါကျွန်တော်စပင်းယောင်သွားဆုပ်လဲဆိုပြီးတော့ပြုတ်တယ်ဟိုနော်အဲ့ဟိုတိုက်တော့တိုက်ဆိုင်တာလားမသိဘူးနော် grand final ရောက်သွားတယ်ဟုတ် final ရောက်ပါ champion ဖြစ်ဖို့လက်တကမ်းလို့ပြောရတယ်။ဩအဲ့လို story ရှိလို့စိုးခဲ့တာ